Hello, hello, ဘယ်လိုရှိလဲအာဗြဟမ်ဒီတစ်ပတ်ထဲမှာနှုတ်ကပတ်တော်ဆင်ခြင်လက်ခါမှာလူငယ်တွေအတွက်အထူးသဖြင့်နိုင်ငံခြားမှာနေတဲ့လူတွေပဲဖြစ်ဖြစ်ကိုယ်နိုင်ငံမှာနေတဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်အထူးသဖြင့်လူငယ်တွေအတွက်ဘာတွေလိုအပ်တယ်လဲလို့တွေးမိတဲ့အခါမှာခုနောက်ပိုင်းမှာတော်တော်များများကနိုင်ငံခြားရောက်တဲ့လူတွေလည်းအများကြီးရှိလာပြီဆိုတော့ဆီယမလုတ်ခေါ်မြဲနှုတ်ကပတ်တော်ဝင်လာတာဟိုတလောကတွေးလိုက်ရန်ခွာရတယ်တကယ်လဲမှလဲကျွန်တော်ကိုယ်တိုင်လည်းမင်းမောက်တော့ထဲမှာပဲပြောင်းမွေးတဲ့လူတစ်ယောက်ဖြစ်တယ်အချင်းလေးဘယ်လိုပဲဖြစ်စံပေတွေဖြစ်စေစမပေတွေဖြစ်စေမင်းမောက်တော့ထဲမှာပဲအမေရန်တူဝန်ရှင်တဲ့သူစာငတ်တောင်းတတဲ့လူတစ်ယောက်လူငယ်တစ်ယောက်ဖြစ်တဲ့ခါမှာဒီဟာကိုပြန်ပြီးတော့ selling လုပ်ပြချင်တာဖြစ်ပါတယ်ကျွန်တော်တို့တစ်ခါတလေအလုပ်တွေလုပ်ကြတယ်နိုင်ငံခြားမှာရောက်တဲ့လူတွေဆိုရင်တချို့ယုံကြည်သူတွေပေါ့နော်အထူးသဖြင့်တင်ကျူးစားတယ်ပင်ပန်းတယ်ဟိုတယ်မှန်ပါတယ်တို့တော်လည်းပဲအဲ့ဒီပင်ပန်းခြင်းကိုအမောပေးစီနိုင်တာကဘားတွေနိုင်ခပ်တွေမဟုတ်ပါဘူးမေဆွေတို့စုခင်လာလေးတွေလည်းမဟုတ်ပါဘူးအဲ့ဒီအမောပေးစီနိုင်တာကထူမင်းမောက်တော်ထဲမှာအမောပေးစီမှာဖြစ်ပါတယ်အာမင်အဲ့ဒါကြောင့်မလို့အဲ့ဒီမင်းမောက်တော်ထဲမှာကျွန်တော်တို့ယုံကြည်သူတွေခဲဘယ်တော့ပဲကြုံတွေ့ဘယ်တော့ပဲပင်ပန်းနေပါစေဘုရားနဲ့တာ၍နေရအောင်ဘုရားကိုစာငတ်ရအောင်မင်းမောက်တော်ထဲမှာအရာရာပြည့်စုံနေတာပဲဖြစ်ပါတယ်ငင်တချင်ဝမ်းမြောက်ခြင်းတွေပြည့်စုံတဲ့နေရာကတော့ပြည့်စုံတဲ့နေရာကမြထူမင်းမောက်တော်ထဲမှာပဲဖြစ်ပါတယ်အာမင်အားကြောင့်မလို့အယုတ်ချင်းဆိုင်ကနေတိုက်တွန်းခြင်းနဲ့သူမျက်နှာခပ်တော့ရင်လဲကိုယ်ယုံကြည်သူပါကိုယ်ဖတ်ဖះတာသမီးတွေပါဆိုတဲ့စိတ်အမဲစိတ်ထဲမှာထည့်ထားပါအမေရန်နံပါတ်1နေရာမှာဖះကိုပဲရွေးချယ်ပါလူငယ်ပါမဟုတ်ဘဲနဲ့ဖះသားပါဆိုတဲ့စိတ်မွေးပါအမေရန်နှုတ်ကပတ်တော်ဖတ်ရှုပါဆုတောင်းပါဖះတကယ်လမ်းပြပေးမှာဖြစ်ပါတယ်အာမင်ကျေးဇူးတင်ပါတယ်အားလုံးလက်စံပြည့်တဲ့အယုတ်ချင်းစီလိုက်ကိုဘုရားတခင်ကောင်းချီးပေးပါစေကျေးဇူးမြတ်တင်ပါတယ်လို့